ကို first aid လုပ်မယ်ဆိုလို့ရှိရင်ဘယ်နေရာကိုရေးမှာလဲ ဖက်စိတ်တော့မယ်ဆိုရင်တော့အေးချမ်းရှိမဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်ဖြစ်နေ ကဖေးပါဟုတ်ကမလေးက KB တောင်းမယ်ဆိုလို့ရှိရင်ရောပေးမှာလား ကြည့်ပေးလားဒါတော့ပေးနေကြပြီပေါ့နော် I'm your sugar daddy. I'm your sugar daddy. What you ဘယ်လိုမှန်းတာနှိပေးနိုင် ဘလောက်ပမာဏကိုမှဒီတသိန်းရှိရဆိုရင်လည်းသူ့တသိန်းလောက်กว่าပြီးရ ကိုယ့်ရဲ့ရီးသားဟောင်းနဲ့အဆက်တွေလုပ်ပြီးတော့ကြွရကိုတိသွားလို့ရှိရင်ဘယ်လိုလုပ်မလဲ ဒါဆိုရင်လေသူ့ကိုခွင့်လို့မှာပေါ့ဒါလူတိုင်းမှာတော့ဒီလိုကိစ္စရည်တွေအကုန်လုံးရှိရပေါ့ အဲ့လိုမျိုးခဏခဏလုပ်လာလို့ရှိရင်ရော အဲ့လိုမျိုးခဏလုပ်တဲ့ဆိုရင်တော့သူ့ဟိုအရင်ဆုံးသူ့ကိုတတိပေးမယ်ပေါ့နော်ပြီးမှတကယ်လို့သူရွေးချယ်မယ်ဆိုရင်တော့လေသူရွေးချယ်တဲ့အတိုင်းပဲကိုကလိုက်ရောပေးမယ်ပေါ့နော်